ကိုဖြတ်ကျင်နိုင်ငံတော်မှာဖြတ်ကျင်အသုံးပြုတော်မူပါအခါယေရှုကျမ်းနာမနဲ့ဆုတောင်းဆက်ကပြီးအနံပါတယ်အခါအလူငယ်ကောက်ခံတဲ့အချိန်မှာဘုံတော်ချင်းမှဖြစ်ပါတယ်လို့နော်ကလေးကဌာနဘုံတော်ချင်းမှကြမှာဖြစ်ပါတယ်ဒီနေ့အစီအစဉ်နဲ့ပါအစီအစဉ်များသွားတဲ့အတွက်ကြောင့်ဘုံတော်ချင်းမှဖို့အစီအစဉ်အများကြီးပေးထားပါတယ်လို့ဒါမဲ့တောင်းပန်ပါတယ်အချိန်ရှိတဲ့အတွက်ကြောင့်လူငယ်ဌာနကခဏခိုင်းနော်ဒါလည်းပြည်ပြီးနောက်တစ်ခုချက်တယ်ဆိုတော့အလူငယ်နှစ်ခါတပြိုင်နဲ့ခါမှာဖြစ်ဆိုတော့အခုသွားပြီးတော့ပြည်ရတဲ့အနည်းချက်ပြင်မယ်ပြီးရင်အပြာယူမယ်အလူငယ်ခဏတူထားတော့ပြပါအလူခံပြီးမယ်ပြင်ပြီးတာနဲ့အပြာကိုဒီဆက်ပြီးတော့ပြန်ခါမှာနော်ဆိုတော့နောက်တစ်ခါကျွန်တော်တို့ဒါကဒီနေ့ကနောက်ဆုံးနေ့ဖြစ်တယ်နောက်ဆုံးနေ့ဆိုတာကလာမယ့်စနေနေ့ဒီကျွန်တော်တို့အေဝံဂေလိတရားဟောပွဲဖြစ်ပြီးဆိုကျွန်တော်သစ္စာပြထားတဲ့ညီကိုမောင်နှမတွေခုနစဉ်းစားပါတယ်ခံဖို့လူသေးလားအလူငယ်ပြည့်နေပါပြီဟာလေလုယာကြော်နေပြီကြားလာပြီကြော်တာတော့ပြောတာနော်ကြော့သွားမှဆိုတနာလို့အလူငယ်တွေအားငယ်တော့မှဆိုအလူငယ်မပေးဘဲနဲ့နော်ဆိုတော့ဘုရားရှင်ကျေးဇူးတော်ကြောင့်အလူငယ်ဒီပြည့်စုံရရှိပါပြီလူအတော်ငွေထက်တာပြီးကြီးမာသောပြုတော်မူသောဘုရားနာမသည်ဘုန်းကြီးပါစေဘုရားရှင်ကတတ်နိုင်တော်မူသောဘုရားဖြစ်တဲ့ရှံပြည့်သိမ့်ပြည့်ပေးတတ်တော်မူသောဘုရားဖြစ်တဲ့နောက်သူဘုရားပေါ်မှာယုံကြည်တယ်ကျွန်တော်ဆက်ပြီးတော့နောက်ဆုံးပိတ်အခွင့်အရေးဖြစ်ပါတယ်လို့နော်ဒီကနေ့နောက်ဆုံးပိတ်ခွင့်နောက်နေ့မှလည်းပေးလို့ရတယ်ဒီတော့ယေရှုပေးထားပြီဆိုတော့ပေးပါဘုရားရှင်နာမဘုန်းကြီးပါစေဒါတော့ဒီအလူငွေပေါ်မှာလည်းဘုရားရှင်ကောင်းချီးပေးပါမယ်ကြောင့်ကျွန်တော်ဆက်မကတ်တော့ဘူးဒါပေမဲ့နှလုံးသားထဲမှာပဲဆက်ကပ်ပြီးတော့မှနိုင်ငံတော်တဲ့သုံးပါဒီလိုပေးတော့ဖို့ဖြစ်ပါတယ်တော့လည်းကျေးဇူးပါကျမတီထုံးမဲ့တခြင်းရဲ့ခေါင်းစဉ်ကတော့အနှစ်မဲ့ရှင်သန်ခြင်းဘဝတဲ့အဲ့ဒီတခြင်းကလည်းဒီမနေ့ပြန်တစ်ဖက်ကကြားရမယ် AIDS World ကိုလည်းရွေးထားပါတယ်